အနုပညာဘုံငယ်ဒီခါမှာစာကိဒီမာလီဝါဒနာပါရာကြောင့်ကိုယ့်ရဲ့ခင်တွေလို့တော့မဟုတ်ပါတကယ်ကြီးကိုတို့ခွဲခွာကရွာကိုစွတ်ခွာပြစ်ခဲ့တဲ့လေရီမချက်တွေသာပြေဝရမလီကိုတို့ခွဲခွာကရွာကိုစွတ်ခွာပြစ်ခဲ့တဲ့လေရီမချက်တွေသာပြေဝရမလီဘင်္ဂရွှေရောင်ထေဝဝေပြောင်းနာဆောင်းဆောင်းလျက်ပါလေမြို့ကြီးရတနာကိုရောက်တာလီနိလန်တာရှိဩကြခဲ့ပြီမေကိုရွာကိုကြီးရေလေတရိယာလို့ဒီ